အဲ့ဒါကကျွန်တော်တို့ခုနကပြောရမယ်ဆိုရင်တော့နှာခေါင်းသားမှာထွက်လာတဲ့အဖူကလေကိုမီတုံးလို့ခေါ်တဲ့စားဝက်ခြံလေးတွေဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်နောက်တစ်ခုလေအဲ့မီးတဲ့မီးခွန်းအရာဆိုရင်တော့ကျွန်တော်မှန်းတာမမှားဘူးဆိုရင်ဒီနှာခေါင်းကိုဟောလို့ညှစ်လိုက်ပြီးတော့အဲ့အဆန်တွေလေသူ့ရဲ့အဲ့စားဝက်ခြံအဆန်တွေထွက်သွားတယ်အဲ့မှာဒဏ်ရာဖြစ်ပြီးတော့ hypertrophic scar လို့ခေါ်တဲ့အသားသီးထွက်တာဖြစ်လိမ့်မယ်အဲ့လိုအသားသီးထွက်တာဆိုရင်တော့ကျွန်တော်တို့ကဖယ်လို့မရပါဘူးလိမ့်စေးတွေလိမ့်မယ်ဆိုရင်တော့ဆီလီကုန်းပါတဲ့စကားကျယ်တွေလိမ့်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်တော့ဘာလုပ်လို့ရလဲဆိုတော့စေကန်းမှာအဲ့အသားအဖောင်းအဲ့အဖုလို့တေးသေးလေးတွေကိုလိုက်ပြီးတော့စေးထိုးလို့ရတယ်တစ်ခုကိုတစ်ချက်ထိုးရမှာဆိုတော့နာတော့နာတယ်အဲ့နာမှာကအဲ့လိုထိုးလို့ရတယ်ပြီးတော့ကျွန်တော်ဒီ LVC စေးကန်းမှာဆိုရင်တော့လေဆာလုပ်လို့ရပါတယ်လေဆာကအဲ့ဒါအတွက်ကောင်းတဲ့လေဆာမြန်မာတိုင်းနိုင်ငံလုံးမှာဒီမှာပဲရှိတာပါအဲ့တော့လုတ်ဖို့လိုတယ်ဆိုရင်တော့ကျွန်တော်တို့လုတ်ပေးတယ်တကယ်လို့မဟုတ်ဘူးစေးထိုးတာနဲ့ပဲ okay ရယ်ဆိုရင်တော့စေးထိုးပြီးတော့တစ်ချက်၄ဘတ်တစ်ခါလောက်ထိုးပြီးတော့တက်တာတဲ့အထိစောင့်ရင်တော့ကောင်းသွားနိုင်ပါတယ်အဲ့တော့အဲ့လိုမဖြစ်အောင်အတွက်ကအဲ့အဖုတွေကိုဟော့လို့ညှစ်ပြီးတော့ထုတ်တာလိုမျိုးတိတ်အရန်ကြီးမလုပ်စေချင်